ထိုင်းနိုင်ငံရောက်နေတဲ့သူတွေနော်နိုင်ငံခြားသွားရမယ်ဆိုရှင်လေစိတ်မှမွေစားကြပါနဲ့ရှင်အရန်ကိုဈေးကြီးရနော်ကိုရီးယားအရန်ချမ်းသာတော့မဟုတ်တော့လေအချက်သားနှစ်ဒုံးလေးနဲ့လေပြီးလို့ရှင်အာလူကျော်နည်းနည်းလေးနဲ့အဲ့ဒီဟာကိုတရားနဲ့90တောင်ပေးရတယ်နော်200ပြေးတော့မှသိလားနော်အပြင်မှာစားလို့ရှင်အထက်အများကြီးစားရတယ်ပေါ့နော်စားလို့လည်းမကောင်းနော်ဒါတော့ပထမဆုံးနဲ့နောက်ဆုံးချိန်ပဲနော်မစားဖြစ်တော့ပါဘူးရှင်စားလို့လည်းမကောင်းပေါ့နော်အားကြောင့်မလို့ပေါ့နိုင်ငံခြားသွားမဲ့သူတွေဆိုရှင်လေစိတ်မှဝယ်မစားကြပါနဲ့เนาะအပြင်မှာပဲစားပြီးမှလေစိတ်ကိုတက်ကြပါရှင်လို့เนาะ sharing လုပ်ပေးချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်